assignment နေရေးတဲ့အခါမှာ AI ကိုသုံးပြီးတော့မှကိုယ့်အကူဘယ်လိုမျိုးပြန်ပြီးစဉ်းစားတွေးခေါ်ပြီးရေးမလဲဆိုတာကိုတစ်ချက်ဥပမာနဲ့ပြောပြလိုက်ပါမယ်။ပထမဆုံးတစ်ချက်က publicity သုံးပါတယ်။ publicity မှာ space တိဆောက်ပါပြီးရင်တော့ folder upload လုပ်ပေါ့နော်။ဒီမှာတော့တစ်ချက် upload လုပ်ထားပါတယ်။ upload လုပ်ထားပြီးတော့မှ assignment guideline တွေ template တွေကိုကြည့်ပြီးတော့အရင်ဆုံး format ချပါတယ်ပေါ့နော်။ format ချပြီးရတယ်တစ်ချက် word file ပြန်သွားတယ်။အဲ့ဒီက format အတိုင်းကို copy paste လုပ်ပြီးတော့မှကိုရေးချင်တဲ့အပိုင်းတစ်ခုကိုရေးခိုင်းလိုက်ပါတယ်။ရေးပြီးသွားတာနဲ့သူကဒီ reference style တွေထွက်တယ်ပေါ့နော်။ reference link တွေကိုတစ်ခုချင်းစီတစ်ချက်သွားပြီးတော့မှဖတ်လိုက်ပါတယ်။နောက်တစ်ခုချင်းစီကအလုပ်လုပ်တဲ့အထဲမှာရေးထားတဲ့စာတွေကိုလည်းဖတ်ပေါ့နော်။ပြီးရင်တော့ AI ကရေးပေးထားတဲ့စာကိုတစ်ချက်က word file တွေကို copy paste လုပ်တယ် highlight လုပ်ပြီးတော့မှဒါက AI စာပေါ့နော်။အောက်မှာတော့တစ်ချက်ကိုတိုင်ပြန်ပြီးတော့မှစာဖတ်ပြီးတော့ရေးထားတာပေါ့နော်။အဲ့တော့ AI ကို 100% copy မကူးချပါနဲ့ reference တွေကိုသွားဖတ်ပါဒါမှလည်းကိုတကယ်နားလည်ပြီးတော့ assignment ရေးတာဖြစ်မှာပေါ့နော်။ဒီမှာကတော့ quickboard နဲ့စမ်းပြထားပါတယ်။သူကတော့အရင်ကြီးတော့မမှန်မိမဲ့လဲအသင့်အခမဲ့စမ်းလို့ရတာမလို့ပေါ့နော်။ AI percentage စမ်းနေဆိုရင် 100% ဖြစ်မှာဖြစ်ပြီးတော့ကိုကအစအဆုံးပြန်ရေးထားရဲဆိုရင်တော့သူ့ရဲ့ percentage ကလျော့သွားမှာပေါ့နော်။ဒီမှာဆိုလို့ရှိရင်တစ်ချက်ရေးထားတဲ့ AI နဲ့မဟုတ်ပဲကိုယ့်ကိုပြန်ရေးထားတာလေးကိုတစ်ချက်ပြန်ပြီးတော့စမ်းပြထားတာပေါ့နော်။အဲ့တော့ဒီမှာစမ်းပြလိုက်လို့ရှိရင်တော့အဓိကတော့ 0% ထွက်ပါတယ်။အဲ့တော့ဒီလိုပုံစံနဲ့ AI ကိုလည်းအသုံးပြုမယ်ကိုယ့်အကူလည်း brainstorm လုပ်ပြီးတော့မှ assignment ရေးနည်းလေးကိုပြောပြပေးလိုက်တာဖြစ်ပါတယ်။